ပေး admin ထည့်ခြင်းလို့အကိုကြီးဘယ်လိုမျိုးထည့်ရလဲပေါ့နော်ဒီဗီဒီယိုလေးမှာကျွန်တော် share တင်နေနဲ့ပြပြပေးမယ်ပေး admin ထည့်တဲ့နည်းပေး admin ထုတ်တဲ့နည်းပေါ့နော်ဒီနှစ်ချက်လုံးကိုကျွန်တော် share တင်နေနဲ့မျှဝေပေးပါမယ်အဲဆိုရင်ကျွန်တော်တို့က Facebook page ထဲကိုဝင်လိုက်ပေါ့နော်ဒါကတော့ page ထဲမှာနော်အကောက်ကနေပြီးတော့ page ထဲကိုပြောင်းလိုက်ကိုထုတ်ခြင်း admin နဲ့ထည့်ခြင်း admin နဲ့ပေါ့နော် page ထဲကိုအရင်ဝင်လိုက် okay ဒါဆိုရင်ကျွန်တော်တို့က page ထဲရောက်သွားပြီ page ထဲရောက်သွားပြီဆိုရင်အဲ့မှာမြင်းချောင်းလေး၃ချောင်းရှိတယ်အဲ့ဒီမြင်းချောင်း၃ချောင်းနှိပ်လိုက်နှိပ်လိုက်ရင်ဒီလိုမျိုးပေါ်လာမယ်ပေါ်လာမလို့ဒီနေရာမှာ setting ကိုလိုက်ရှာနော်ဒီမှာအရင်ဆုံးတော့ setting privacy ဆိုတာပေါ်နေတယ်အဲ့ဒီ setting privacy ကိုနှိပ်ပြီးတော့ဒီမှာ setting ဆိုတာပေါ်တယ်အဲ့ဒီ setting ကိုထပ်နှိပ်လိုက်ဒါဆိုရင် तू ကလူတင်လောက်သွားမယ်ဒီနေရာမှာကျွန်တော်တို့က page တစ်ခုလုံးကို set လုပ်နိုင်တယ် page set ဆိုတာလေးလာရှာလိုက်ဒီမှာအလံလေးနဲ့ page ပုံလေးရှိတယ်နော် page set ဆိုတာအဲ့ဒါလေးနှိပ်လိုက်နေနိုင်အကုန်လုံးက information ကဒီမှာပဲဗျနော်ဒီမှာအကုန်ရှိတယ်ဒါ page တစ်ခုရဲ့အကုန်လုံးစစ်လို့ရတယ် page recommendation ကြည့်မလား page set ကို page set ကိုကြည့်မလားကျွန်တော်တို့ရဲ့ page မှာအရင်ကဘယ်သူတွေဝင်ခဲ့လဲအဝင်ထွက်တွေကြည့်မလားအကုန်လုံးဒီမှာ user နေဒါတွေအကုန်လုံးလို့ရသေးတာပေါ့နော်ဒီမှာကျွန်တော်ရဲ့မိတ်ဆွေက page admin ထည့်ချင်တာထုတ်ချင်တာပေါ့နော်ဒီနှစ်ချက်ကိုကျွန်တော်ပြပေးမှာဒါဆိုရင်တော့ဒီမှာ top ပုံလေးနဲ့ရှိတယ် page set ဆိုတာtop ပုံလေးနှိပ်လိုက်ရင်ဒီမှာကြည့်လိုက်ဒါဆိုရင်ကျွန်တော်ကဒီမှာ page admin တယောက်သူ့ထည့်ထားတယ်နော်သူ့ထည့်ထားတယ်သူ့ထည့်ထားပြင်မဲ့လေ तू ကတန်းမဝင်သေးဘူးဒါပေမဲ့29ရက်ကျန်နေတယ်ရက်ပေါင်း30အထိဒါနေတယ်ပေါ့နော်ဒါကြောင့် page admin တခုထည့်လိုက်ပြီဆိုရင်ကျွန်တော်တို့ကရက်ပေါင်း30အတွင်းမှာ तू ကinvite ဝင် page ဝင်ယူရတယ်ပေါ့နော်ကျွန်တော်တို့ asset ဝင်လုပ်ပေးရတယ်တကယ်လို့ तू က invite မလုပ်ဘူးဆိုရင်တော့ဒါ automatic ပြတ်သွားတယ်ရက်30အတွင်းပေါ့နော်နောက်ထပ်အသစ်ပြန်လုပ်ပေါ့ဒါကတော့ page ခန့်တယ်ဥပမာကျွန်တော်မြက်ကဒီထက်ကဘယ်သူဖြုတ်မှာလဲကိုဖြုတ်ချင်တဲ့လူပေါ့နော်ကျွန်တော်ကတော့မဖြုတ်ဘူးနမူနာပြပေးမယ်နော်ကိုကဘယ်သူဖြုတ်ချင်လဲဆိုတော့အဲ့ဒီ asset တွေ30ကိုနှိပ်တယ်နှိပ်လိုက်ရင်ကျွန်တော်ရမိတ်ဆွေကဖြုတ်မှဆိုရင်တော့အောက်မှာနော်ဒီနှစ်ချောင်းပေါ်လာအောက်ကအကြောင်းတစ်ချစ်ကလေးနဲ့အကြောင်းလေးနဲ့တစ်ချက်နှိပ်တယ်ဒါဖြုတ်မှဖြစ်တဲ့အတွက်ဖြုတ်ပြီးတော့ကျွန်တော်ရမိတ်ဆွေကဒီမှာအဲ့ဒီ page မှာရှိတဲ့အကောင့်ရဲ့ admin နော်အဲ့ဒီ page အကောင့်ရဲ့ admin ရဲ့ password ကိုနှိပ်ပြီးတော့ confirm ကိုနှိပ်လိုက် comment ကိုနှိပ်လိုက်လို့တချို့အားလည်းကြောင့်တစ်ခါတန်းထွက်သွားတာရှိတယ်တကယ်လို့တန်းမထွက်ပဲနဲ့ तू က phone number နဲ့ခံနိုင် phone number ကိုကုတ်ထက်တောင်းတာလို့ Gmail နဲ့ခံနိုင် Gmail ကိုကုတ်ထက်တောင်းတာလို့ပေါ့နော်ထပ်လုပ်ပေးရတယ်အဲ့မှာပေါ်လာတဲ့ Gmail မှာကုတ်လေးထည့်ပေးလိုက်ဒါကတော့တောင်းတဲ့လူကိုကျွန်တော်ပြောတာပေါ့နော်ဒီတိုင်းထည့်ပေးရတယ်ပေါ့နော်ဒါကတော့ဖြုတ်ရင်ဒီဆက်လေး30ကိုနှိပ်နှစ်ချောင်းပေါ်လာအောက်ကချောင်းနဲ့နှိပ်ဖြုတ်လိုက်ပေါ့နော်ဒါကကျွန်တော်ကတော့မဖြုတ်တာဖြစ်တဲ့မပြတော့ဘူးပေါ့နော်โอเคဒါနောက်တစ်ခါကျွန်တော်တို့က page ကိုခန့်ပါနော်နောက်အသစ်ထပ်ခန့်ပါဆိုရင်ဒီလိုမျိုးပေါ်ရင်ဒီအောက်ကမခန့်နဲ့နော်ကျွန်တော်ပြောဒီအပေါ်မှာဒီနေရာလေးကိုနှိပ်နော်အဲ့ဒီ ADD တွေအပေါ်ကြောင်းနှိပ်ပြီးတော့ဒါဆိုရင်ကျွန်တော်က next ကိုသွားမယ်ဒီနေရာမှာကိုခန့်မဲ့လူကိုဒါကျွန်တော်ကနာမည်လေးရေးရှာလိုက်တချို့ကျတော့ friend ဖြစ်တာမှလက်ခံလို့ရတာလည်းရှိတယ်ပေါ့နော်တချို့ admin ထည့်မယ်ဆိုတော့တယောက်နဲ့ friend လုပ်လိုက်ပေါ့နော်friend လုပ်ပြီးတော့လက်ခံဥပမာကျွန်တော်ကဒီနေရာကနေပြီးတော့ကျွန်တော်နမူနာတစ်ခုကျွန်တော်ပြလိုက်မယ်နော်ဒီတိုင်းလေးပေါ့နော်ကို admin ခန့်ကျင်တဲ့လူရေးရှာလိုက်နော်ကို admin ခန့်နေလူရေးရှာလိုက်ပေါ်လာမယ်ဆိုရင်နှိပ်လိုက်မယ်ဒါကျွန်တော် admin ခန့်မဲ့လူပေါ့နော်တေးသေးချာချာလဲကြည့်နော်နာမည်တွေမှားပြီးတော့သွားမခံနဲ့โอเคဒါဆိုရင်ကျွန်တော်တို့ကဒါသူ့ကိုယူပြီးတော့နှိပ်လိုက်ပြီးတော့ဒီအောက်ကအပြာချောင်းကိုနှိပ်လိုက်မယ်ဆိုရင်တော့ဒီ admin ကတော့သူကရိုးရိုး admin ပဲဖြစ်မှာပဲနော်သဘောပေါက်မယ်နော်ဒါဆိုရင်သူ့ကျွန်တော်ဒီကခန့်လိုက်ရင်သူကရိုးရိုး admin ပဲခန့်မယ်admin ပဲဖြစ်မယ်ဒါပေမဲ့ဒီ page မှာကျွန်တော်တို့setting ပိုင်းတွေချိန်ထားလို့ဘာလို့ညာတွေပေါ့နော်ဒါတွေလုံးဝလုံးလို့မရဘူးကျွန်တော်တို့ကမဟုတ်ဘူးဒီ page ကိုဒီ page တစ်ခုလုံးကိုသူအပီးပေးချင်တာအပိတ်တစ်ခုလုံးပေါ့နော်setting ပိုင်းတွေရောဘာတွေရောအကုန်လုံးကိုသူ့ကိုဝင် manage လုပ်လို့ရအောင်သူ့ထားချင်တာပေါ့ဗျာအရှင်းဆုံးပြော page admin fruit control အပြည့်ပေးချင်တာပေါ့ဗျာပေးချင်တယ်ဆိုရင်တော့ကျွန်တော်မိတ်ဆွေကဒါလေးကိုဖွင့်ပေးရမယ်နော်ဒါလေးကိုဖွင့်ပြီးတော့ဒီအပြာလေးကိုနှိပ်လိုက်ရင်တော့ဒါသူ့ကိုကျွန်တော်တို့ကဒီ page မှာမင်းကြိုက်တာလုပ်ဆိုတဲ့သဘောမျိုးယာဓုအပြည့်ပေးလိုက်တာပေါ့နော်ဒါကတစ်ချက်သတိထားနော်ကျွန်တော်တို့ကလူတိုင်းကိုတော့ပေးစရာမလိုဘူးကျွန်တော်တို့ကပိတ်ထားမယ်တချို့ကြတော့ဒီတိုင်းဒါလေးကိုပိတ်ပြီးတော့ကျွန်တော်ဒီအပြာလေးကိုနှိပ်ပြီးတော့ admin ပေးမယ်ဆိုရင်တော့ဒီ page မှာ तू ကဘာလို့ရမလဲဆိုပုံနေတင်မယ်ဗီဒီယိုတင်မယ်ဘာညာတာရကာပေါ့ဗျာအပေါ်ရန်လောက်ပဲရိုးရိုး admin ယာဓုလောက်ပဲရပြီးတော့page မှာပုံတင်ဗီဒီယိုတင်ဒီလောက်ပဲရမယ်setting ပိုင်းတွေပါရင်ဝင် click လို့မရဘူးဟို admin ဖြုတ်ဒီ admin ထည့်တာမျိုးလုပ်လို့မရဘူးပေါ့နော်ဒါကတော့မယုံကြည်ရအောင်ဆိုရင်တော့ဒီလောက်ပဲထားမဟုတ်ဘူးကိုရဲ့သူ့ကယုံကြည်ရတယ်စိတ်ချရတယ်သူ့ကသူ page တစ်ခုလုံး तू က manage လုပ်ခိုင်းချင်တာ setting ပိုင်းတွေဘာတွေအကုန်လုံးပေါ့နော်အကုန်လုံးကိုထိန်းချုပ်ခိုင်းနေတာဆိုရင်တော့ဒါလေးကိုဖွင့်ပြီးတော့ဒီအပြာလေးကိုနှိပ်လိုက်ရင်ကျွန်တော်ရဲ့ မိတ်ဆွေရဲ့ Facebook password တောင်းရင်လည်း password ထပ်ထည့်ပေးပေါ့နော်တောင်းရင်ပြောတာပေါ့နော်ထပ်ထည့်ပြီး password တောင်းလို့မှမပြီးသေးဘူး Facebook က security ကောင်းသေးတယ်ဆိုရင်လည်း Gmail ကိုကုတ်တောင်းတာလို့ phone number ကုတ်တောင်းတာကိုထပ်တောင်းသေးတယ်အဲ့ဒါလေးထပ်ပေးလိုက်ပေါ့နော်ကျွန်တော်ကတော့မထည့်တာဖြစ်တဲ့အတွက်ဒါမထည့်ပြဘူးပေါ့နော်ကျွန်တော်ရဲ့မိတ်ဆွေနားလည်အောင်သဘောပြောအောင်ဒါ share လေးနဲ့ပြပြပေးတာပေါ့နော် admin ထည့်မယ်ဆိုရင်သတိထားပါဒီ admin ဒီစိတ်ချရလား page တစ်ခုလုံးအားလုံးကို manage လုပ်ခိုင်းမှာလားလုပ်ခိုင်းမှာဆိုရင်ဒါကိုဖွင့်ပေးလိုက်နော်မဟုတ်ဘူးကိုကြီးဒီ page ကဒီ page ထဲမှာ तू ကဗီဒီယိုတင်အောင်လောက်ပဲဆိုရင်တော့ဒါကိုပိတ်ပြီးတော့
လက်ခံပြီးပေါ့နော်โอเคဒီလောက်ဆိုရင်နားလိုက်မယ်နော်ဒါကတော့ page admin ထည့်တဲ့နီး page admin ဖြုတ်တဲ့နီးပေါ့နော်ဖြုတ်တာကလည်းလွယ်လွယ်လေးထည့်တာကလည်းလွယ်လွယ်လေးပေါ့နော်โอเคဒီလောက်ပါပဲနောက်တစ်ချက်သတိထားရမှာကတော့ကျွန်တော်ဒီအောက်မှာ owner တွေပါတယ်ရှိတယ်နော်တကယ်ဒီ owner ရှိရင်တော့ပိုကောင်းတာပေါ့နော် business owner ကောက်တွေပါတယ်ယူထားရင်ပေါ့နော်ဒါလေးနောက်ဗီဒီယိုနဲ့ထပ်ရှင်းပြပေးအောင်မယ်ပေါ့နော်ဟုတ်ကဲ့ပါဒါလေးကတော့ page admin ထုတ်ချင်တဲ့မိတ်ဆွေတွေထည့်ချင်တဲ့မိတ်ဆွေတွေအတွက်ပေါ့နော်ဒါရည်ရွယ်ပြီးတော့မျှဝေပေးခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်